ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဦးစိုးလွင်ပါကောင်းပြီအသက်48ပါဆရာကြီးအရွယ်ကောင်းနေနော်ဟုတ်ကဲ့ပါဆရာကြီးထိုင်းသားတွေဒီချိန်ကျမ်းမှာထိုင်းမှာပါတဲ့ဟုတ်ပြီကြောက်သွေးအလုပ်လုပ်ပါတယ်တဲ့ကြောက်သွေးတာနော်ဟုတ်ကဲ့ဆရာကြီးအထိုင်များမယ်ဟုတ်ကဲ့ဆရာကြီးအထိုင်များမယ်လက်လှုပ်ရှားတာများမယ်ဟုတ်ကဲ့ဆရာကြီးသွေးတယ်ဆိုတာ तू ကလက်က position မျိုးစုံတွေ့ရမှာနော်ဟုတ်ကဲ့ဆရာတနခါသူတို့ဝိုက်ရလဲပါမယ်ရှင်းအောင်လဲပါမယ်ဘယ်ညာလဲပါမယ်ကြောက်မလှလှအောင်သွေးနေရမှာဟုတ်ကဲ့ဆရာကြီးဟုတ်ပြီဒါအမှန်တော့တနည်းလေးဖြစ်ကောင်းပါတယ်နားပြီးလုပ်ပါလို့ဇက်တိုက်မနာမနေလို့ရှင်တော့အဲ့လက်ကဒဏ်ဖြစ်သွားနိုင်တယ်လို့ဟုတ်ကဲ့ပါဆရာကြီးသူမေးထားတာလေးဖတ်ပြပါမယ်ဆရာကောင်းပြီဆရာကြီးခင်ဗျာတဲ့ဥမာကြီးကင်ဆာကိုတဲ့ထိုင်းဆေးရုံမှာကုနေပါတယ်တဲ့ဟုတ်ပြီသင်္ဘောရွက်နဲ့တဲ့ကျေးနီရွက်လဲတဲ့အမှုန့်ကျိတ်ပြီးတောက်နေပါတယ်တဲ့အဲ့ဒါတားပါတယ်ဆရာတော့နော်ဟုတ်ကဲ့ဆရာကြီးသင်္ဘောရွက်လုံးဝမတောက်တင်ပါဘူးဟုတ်ကဲ့ပါသင်္ဘောရွက်တောက်မဲ့ခစ်နှစ်30ကျွန်တော်ကြံနေခဲ့ပါပြီဟုတ်ကဲ့ပါဆရာဒါရင်ဘာတောက်အောင်မလဲဆိုအခါတော့အခါပဲဟုတ်ကဲ့ပါဆရာသင်္ဘောတို့ကြောင်ရှာတို့တမာတို့လိုအရွက်တွေကိုရှောင်ပြီးတော့မဲစလီခွေးတော့ပေါက်ပန်းပြူဟင်းနုတွေကဲသို့အခါမျိုးပြောင်းစားလိုက်လို့ရှိရင်အစာလည်းဖြစ်ဆေးလည်းဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ဆရာကျဲနီရွက်မှုံအောင်ကျဲနီရွက်တဲ့ကျဲနီရွက်က2မျိုးရှိတယ်အဖြူနီဟုတ်ကဲ့ဆရာကြီးနော်ပူရင်မတောက်ပါနဲ့လို့ဟုတ်ကဲ့ပါဆရာအေးရင်တောက်ပါလို့ဆိုလိုတာအပူနဲ့မတည့်တာကိုပြောတာဟုတ်ကဲ့ပါဆရာကြီးသူကလေဆက်ရေးထားတာလက်ကောင်းကနေတဲ့ကင်ဆာဖြစ်သွားတာပါတဲ့အရင်ကလက်ကောင်းဖြစ်တယ်ပေါ့နော်ဟုတ်ပါတယ်ပြင်းမဖြူအမြင့်ကတဲ့ကင်ဆာပျောက်တယ်ဆိုတာဟုတ်ပါသလားတဲ့ဟုတ်ပါတယ်အဲ့ဒါတဝေတဝက်မှန်ပါတယ်ဟုတ်ကဲ့ဆရာကြီးပြင်းမဖြူဖြစ်ဒါမဲ့ရနိုင်ရင်ပြင်းမအနီရပူလို့တဲ့ပါတယ်ဟုတ်ကဲ့ပါဆရာကြီးပြင်းမတော့တဲ့တယ်ပြင်းမအနီဆိုပူတဲ့ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးကင်ဆာနဲ့ပတ်သက်တဲ့တိုင်းရင်းစေသိချင်ပါတယ်ခင်ဗျာတဲ့ကင်ဆာနဲ့ပတ်သက်တဲ့တိုင်းရင်းစေကတော့ကင်ဆာဆိုတာတော့ဆယ်တိုင်းရင်းစေမှာလူတိုက်ရမခေါ်ဘူးလေဟုတ်ကဲ့အပူလွန်လားအေးလွန်လားဆိုတဲ့အုပ်စုနှစ်စုမှာကင်ဆာမှန်သမျှ90%ရာနှုန်းလို့ပြောရမယ်ဟုတ်ကဲ့ဆရာကြီးချွင်းချက်ပေါ့နော်ဟုတ်ကဲ့ပါဆရာကြီး99%နှုန်းလို့ပြောရမယ်ဟုတ်ကဲ့ပါဆရာကြီးဆရာတို့အပူပဲများတာပဲတွေ့ရပါတယ်ဟုတ်ကဲ့ပါဆရာကြီးကင်ဆာသမားတိုင်းဟာအပူများပါတယ်ကင်ဆာသမားတိုင်းကိုအေးပေါ့နော်ဥမာကစွန်းရဲပြုတ်ရတိုက်မယ်ဒိန်ကျင်တိုက်မယ်ဟုတ်ကဲ့မကြီးဖြော်ရတိုက်မယ်ဆိုရင်အားလုံးဒီဘက်သက်သာသွားတာတွေ့ရတယ်ဟုတ်ကဲ့ပါဆရာတို့ကင်ဆာအပူဖြစ်တဲ့ကြောင့်မလို့အေးတဲ့အစာကိုစားပါရေချိုးမယ်ရေဘူးမချိုးပါနဲ့ရေဦးကိုချိုးပါဟုတ်ကဲ့ပါဆရာအိတ်တယ်မှုရကြီးနဲ့မအိပ်ပါနဲ့ကြောနာမှာဆိုရင်အဲ့ဒီမှုရပေါ်မှာကိုတင်ပြူရခင်းပါဟုတ်ကဲ့ပါဆရာတင်ပြူရတောင်မှဆရာဆိုလက်တွေ့ဆရာအိတ်ရအောင်ကြည့်တင်ပြူရအရှိဗန်ထက်ဆို3ချက်ဟုတ်ကဲ့ပါဆရာကြီးထပ်ထားတယ်နော်ဟုတ်ကဲ့ပါဆရာကြီးနောက်ဖြတ်ခါအောင်မှာအတူလေးချက်တွေ့လားတွေ့ပါတယ်ဆရာကြီးတိတ်ကောင်းတယ်လက်တွေ့အိတ်ကြည့်ရင်နော်ကြောလည်းမနာဘူးဟုတ်ကဲ့ပါဆရာပူရင်လည်းတင်ရဲ့တတိယအေးတယ်ဟုတ်ကဲ့ပါဆရာအေးတဲ့ຢာသည်ဆိုတဲ့နွေ့နွေ့လေးဟုတ်ကဲ့ပါဆရာအဲ့လိုတောက်ချင်းအပြင်ကျမ်းမာရေးကိုစောက်ရှောက်ပါလို့ဆရာကြီးအကြံပြုပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်ပြာရှင်းကြပါစေ